တာဆန်းတရာဆိုတာကြားဘူးလားရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းကိုဆက်သွယ်ဖို့တန်လွင်မြစ်ကိုဖြတ်ပြီးစောက်ထားတဲ့ပေ600ရှိတဲ့မိုင်းပန်မျိုးနွယ်တွေကကျိုးတရားပါတရားတိုင်းမှာတာဆန်းဆိုတဲ့ရွာလေးရှိတယ်အဲ့ရွာမှာတော့အနှဲငယ်ဆိုင်ကနားတွေရှိပါတယ်ရှမ်းရှိဘက်မိုင်းတုံလာလာရင်ဝမ်စလောင်းဆိုတဲ့ရွာမလန့်မကန်မှာရှိပါတယ်ဒီဘက်မှာတော့လုံချုံကြီးခိပဲရှိတယ်ဗျကျိုးတရားရှိလီတော့ခါနိုင်ဝန်ကအကန့်အသတ်နဲ့ပါတရားကိုဖြတ်ရင်ဖြည်းဖြည်းပဲမောင်းသွားရတယ်တရက်ရှမ်းရှိဘက်ကမိုင်းတုံမျိုးမှာတာဝန်ကျတဲ့လောက်ဝကဦးစီးကြောက်တာဆန်းတရားကိုတယောက်ထက်ကားနဲ့ဖြတ်ပြီးအရေးပေါ်ပြန်ဖို့ထက်လာပါလိတော့အချိန်ကလည်းည10နာရီကျော်ယာဒီဝုဒုကလည်းခုလိုပူအိုက်တဲ့ယာဒီပေါ့ဝမ်စလောင်းရွာဘက်ကတရားတွေမရောက်ခင်ကားမိအောင်မှာလူတယောက်လက်ပြပြီးကားတားနေတာတွေ့တော့ခဏရက်ပေးလိုက်ပြီးကားဆရာဟိုဘက်ထိပ်ထိလိုက်ရှင်လို့ပါဟုတ်ရပါတယ်တက်လေးပေါ့ဟိုလူကရှေ့ကမ်းမှာဝင်ထိုင်ပါလိတော့အဲ့လိုနဲ့ကားကတရားပေါ်စဖြတ်လာတော့ခရုဆိုင်မောင်းနေရင်တရားကမြစ်ကိုဖြတ်ဆောက်ထားတော့တေးတဲ့လူရှိမှလားလို့တွေးနေပါတယ်ဘေးကလမ်းကြုံလိုက်လာတဲ့သူကယာဒီဥတို့ကလည်းနော်ပူလာတာဗျလို့ပြောပြီးသူ့ရဲ့ညာဘက်ခြေထောက်ကိုဖြုတ်လိုက်ကလက်နဲ့ကင်ထားပါလိတော့ဦးစီးခမညာရုတ်တရက်တတိလင်မတတ်တရေလို့အော်ဟစ်ကကားပေါ်ကဆင်းပြေးတာပေါ့ဟိုကလည်းခြေပြက်ကြီးကင်ပြီးဟေ့လို့ဘယ်မှာလဲတရေကျုပ်ဆောင်ပါဦးဗျာလို့အော်ပြောတော့ဦးစီးကခမညာကလူမဟုတ်ဘူးတရေလို့ပြန်ဖြေရင်လှဲ့ကြည့်တော့ဟိုကပြန်လာပါဗျာကျုပ်လူအစ်စ်ပါဗျာစစ်သားပါမိုင်းထီလိုခြေတစ်ဖက်အတူတတ်ထားရတာပါခုကတနေကုန်တတ်ထားရတော့နာတာရောအထက်ကခိုးလို့ဖြစ်နေလို့ပြန်လွတ်နေတာပါလို့ဖြေတော့မှဒါဖြစ်လဲပြောပြီးလို့ပါလားဗျာကျုံမှာတော့ကြောက်လိုက်ရတာလို့ရှက်ရဲရဲကပြန်ပြောရင်းခရီးဆက်ခဲ့ကြပါတယ်တကားလုံးတော့အသေးစော်နန်လျက်ပေါ့